ဝရင်ဆိုရဲပေါ့နော်ဝရင်ဆိုတာကိုဟန့်ကျေးဟန့်ကျေးဝရင်ဆိုတမောက်ကိုကြတော့ဟန့်ကျေးကုန်းရန်ဟန့်ကျေးကုန်းရန်ပေါ့နော်ဝရင်ဆိုတာနဲ့ပတ်သက်တဲ့စကားပြောတချို့ကိုလေ့လာကြည့်ရအောင်电焊机和焊条拿来电焊机和焊条拿来电焊机ဆိုတာကဝရင်ဆိုတဲ့စက်ကိုခေါ်တာပေါ့နော်ဟန့်条ဆိုတာကဝရင်ဆိုချောင်းကိုခေါ်တာ电焊机和焊条拿来ဝရင်ဆိုစက်နဲ့ဝရင်ဆိုတဲ့ချောင်းတွေကိုယူလာခဲ့ပါဆိုတဲ့အတိအပယ်ရတယ်ပေါ့နော်今天要焊多少今天要焊多少今天要焊多少ကဒီနေ့ဘယ်နှခုဆိုရမှာလဲဆိုတဲ့အတိအပယ်ရတယ်ပေါ့နော်先恨这个后恨那个先恨这个后恨那个先ဆိုတာအရင်ကိုပြောတာ先恨这个ဆိုတာဒီဟာကိုအရင်ဝရင်ဆိုပါဟုတ်ဆိုတာပြီးတော့ဟန်နာကဆိုတော့ပြီးတော့နောက်တစ်ခုကိုဝရင်ဆိုပါဆိုတဲ့အတိအပယ်ရပါနော်这里裂了要补焊这里裂了要补焊这里裂ဆိုတာဒီနေရာက裂ဆိုကွဲနေတယ်要补焊ဆိုတော့ပြန်ပြီးတော့ဒီဝရင်ဆိုရမယ်ပေါ့နော်这里裂了要补焊ဒီနေရာမှာကွဲနေလို့ပြန်ဆိုရမယ်ဆိုတဲ့အတိအပယ်ရရနော်焊好了来看一下焊好了来看一下ဟန်ခေါလာဆိုတာဆိုလို့ပြီးပါပြီဝရင်ဆိုလို့ပြီးပါပြီပေါ့နော်လိုင်ခန့်ရင်ရှာဆိုတာလာပြီးတော့စစ်ဆေးကြည့်ပါအောင်ဟန်ခေါလာလိုင်ခန့်ရင်ရှာဝရင်ဆိုလို့ပြီးပါပြီလာစစ်ဆေးကြည့်ပါအောင်ဆိုတဲ့အတိတ်ပဲရတယ်နော်ဒါဆိုရင်ဝရင်ဆိုတာပတ်သက်နေတဲ့စကားပြောတချို့ကိုလေ့လာသိလောက်ပြီးထင်တယ်နော်谢谢大家下次再见